ကမ္ဘာအချမ်းသာဆုံးတော်ဝင်ဘုရင်ဖြစ်လာအောင်ထိုင်းဘုရင်ဘာတွေလုပ်ခဲ့လဲ။တင်ဖခင်ဟာကမ္ဘာမှာနန်းသက်အရှိဆုံးဘုရင်တူဖြစ်ပြီးတင်ကအမွေဆက်ခံရမယ့်အရာဟာတရပူတစ်ခုတည်းတင်မဟုတ်ပဲဒေါ်လာ43ဘီလီယံတန်ဖိုးရှိတဲ့အင်မာယာကြီးတစ်ခုဖြစ်နေမယ်ဆိုရင်ဘယ်လိုနေမလဲ။1952ခုနှစ်ဇူလိုင်လ28ရက်နေ့မှာဘန်ကောက်မြို့ရဲ့အမွန်စီတာနန်းဆောင်တွဲမှာမဟာဝီဇယာလောင်ကုန်းကိုမွေးဖွားခဲ့ပါတယ်။သူဟာထိုင်းပြည်သူတွေရဲ့ချစ်ခင်ကြီးညိုမှုကိုခံယူခဲ့ရတဲ့ဘုရင်ကြီးဘူမိဘော်အထူရှာဆက်နဲ့မိဖုရားကြီးတီတီခိတို့ရဲ့တူးတဲ့သောသားတော်ဖြစ်တဲ့အတွက်မွေးကလေးကတိုင်းပြည်ရဲ့အနာဂတ်အဖြစ်သတ်မှတ်ခံခဲ့ရတာပါ။အသက်20အရွယ်မှာအိမ်ရှိမင်းသားဘွဲကိုတရားဝင်အနှင်းခံခဲ့ရပေမဲ့သူဟာနန်းတော်ထဲမှာဇိမ်နေနေခဲ့တဲ့မင်းသားတစ်ပါးမဟုတ်ပါဘူး။စီကံကြီးလာတဲ့အင်္ဂလန်နိုင်ငံက Cambridge နဲ့ Mayfield ကျောင်းတွေမှာပညာသင်ခဲ့သလိုဩစတြေးလျနိုင်ငံကနာမည်ကျော် Dantron တော်ဝင်စစ်တက္ကသိုလ်မှာလည်းအထူးလေ့ကျင့်မှုတွေကိုခံယူခဲ့ပါတယ်။သူဟာစစ်ပညာဘွဲကိုရရှိထားတဲ့အပြင် F5 နဲ့ F16 တိုက်လေယာဉ်တွေရဟတ်ယာဉ်တွေနဲ့ Boeing 737 လေယာဉ်ကြီးတွေကိုပါကျွမ်းကျင်စွာမောင်းနေနိုင်တဲ့ထူးချွန်တဲ့လေသူရဲတဦးလည်းဖြစ်ပါတယ်။2016ခုနှစ်မှာဖခင်ဖြစ်သူဘုရင်ကြီးဘူမိဘော်နတ်ရွာဆံပြီးနောက်မှာတော့သူဟာထိုင်းနိုင်ငံရဲ့ဒသမမြောက်ယာမမင်းမြတ်အဖြစ်နန်းတက်ခဲ့ပါတယ်။ဒါပေမဲ့သူဟာရှေးရိုးစင်လာအတိုင်းအုပ်ချုပ်မဲ့ဘုရင်မျိုးမဟုတ်ပဲခေတ်နဲ့အညီပြောင်းလဲလာတဲ့အာဏာနဲ့စီးစိမ်ကိုပိုင်ဆိုင်ထားတဲ့ခေတ်သစ်အာဏာရှင်ဆက်ဆံဘုရင်တစ်ပါးအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ဘုရင်ကြီးရဲ့နေအိမ်ဟာဘန်ကောက်မြို့ရဲ့ဒူးသစ်နန်းတော်ဝင်းအတွင်းမှာရှိပြီးခေတ်ဟောင်းအလှနဲ့ခေတ်သစ်ဇိမ်ခံမှုတွေပေါင်းစပ်ထားတဲ့ခိုင်ခန့်တဲ့ခန္ဓာကြီးတစ်ခုလိုပါပဲ။ဒါပေမဲ့သူ့ရဲ့စီးစိမ်ဟာမြေပြင်မှာနေရက်မနေပါဘူး။ဘုရင်ကြီးမှာကိုပိုင်လေယာဉ်နဲ့ရဟတ်ယာဉ်ပေါင်း38စင်းရှိပြီးအဲ့ဒီထဲမှာဇိမ်ခံ Boeing 737 လေယာဉ်ကြီး4စင်းလဲပါဝင်ပါတယ်။ထူးခြားတာကတော့တခြားဘုရင်တွေလိုလေယာဉ်နောက်ခန်းမှာထိုင်လိုက်တာမျိုးမဟုတ်ပဲလေယာဉ်မူးနေရာကနေကိုယ်တိုင်မောင်းနေပြီးနိုင်ငံတကာခရီးစဉ်တွေကိုတွားရောက်လေ့ရှိတာပါ။သူ့အတွက်တော့လေယာဉ်မောင်းတာကဝါသနာတစ်ခုတည်းမဟုတ်ပဲထိန်းချုပ်မှုနဲ့တိကျမှုကိုပြသတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ဘုရင်ကြီးရဲ့ကိုပိုင်ကားကိုယ်တော်ထဲမှာတော့ကမ္ဘာအချမ်းသာဆုံးဘီလီယံနာတွေတောင်ငေးကြည့်ရမယ်။ကားအစီးရေ300ကျော်ရှိပါတယ်။ Rolls-Royce Phantom, Bentley, Bugatti Veyron နဲ့ Ferrari လိုမျိုးကမ္ဘာကျော်ပြန်ကားတွေပြင်ရွှေပြားကတ်ထားတဲ့ Range Rover တွေနဲ့ Lamborghini တွေဟာလည်းသူ့ရဲ့အဆောင်အယောင်တွေအဖြစ်တောက်ပနေပါတယ်။မြေပြင်နဲ့ကောင်းကင်တွေမကပဲရေပြင်မှာလည်းရွှေတွင်းထုထားတဲ့ထိုင်းလက်ရမွန်တော်ဝင်လှေကြီး52စင်းကိုပိုင်ဆိုင်ထားပါသေးတယ်။ဒီလှေကြီးတွေဟာထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဘုရင်စနစ်ရဲ့ကြီးကျယ်ခမ်းနားမှုကိုပြသတဲ့ရေပေါ်ကအမှုပညာလက်ရာတွေပဲဖြစ်ပါတယ်။ဘုရင်ကြီးမဟာဝီဇယာလောင်ကွန်းဟာကမ္ဘာအချမ်းသာဆုံးဘုရင်အဖြစ်သတ်မှတ်ခံထားရပြီးသူ့ရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ43ဘီလီယံကျော်ရှိပါတယ်။2018ခုနှစ်မှာနိုင်ငံတော်ကထိန်းချုပ်ထားတဲ့တော်ဝင်ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးအဖွဲ့ CPP ကိုသူ့ရဲ့ဓာတ်ရိုက်ထိန်းချုပ်မှုအောက်ထဲပြောင်းလဲယူခဲ့ပါတယ်။ဒါကြောင့်ဘန်ကောက်မြို့လယ်ကမြေကွက်ပေါင်း18000ကျော်နဲ့ထိုင်းနိုင်ငံရဲ့ထိပ်သီးကုမ္ပဏီကြီးတွေဖြစ်တဲ့ CN Commercial Bank နဲ့ CN Cement Group တို့ရဲ့ရှယ်ယာအများပြားဟာဘုရင်ကြီးရဲ့လက်ထဲမှာရှိနေတာပါ။ဒါနဲ့မကပဲသူဟာတော်ဝင်လုံခြုံရေးတပ်ဖွဲ့ကိုလည်းဓာတ်ရိုက်ကွက်ခဲ့ပြီးတိုင်းပြည်ရဲ့စစ်ရေးနဲ့နိုင်ငံရေးလောကမှာအရေးပါတဲ့အဆုံးဖြတ်ပေးနိုင်သူဖြစ်လာခဲ့ပါတယ်။သူရဲ့အုပ်ချုပ်မှုအောက်မှာထိုင်းပြည်စနစ်ဟာအရင်ကထပ်ပိုမိုခိုင်မာလာသလိုပို့ပြီးတော့လည်းဝေဖန်စရာတွေစိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်လာခဲ့ပါတယ်။အစင်လာဟောင်းတွေကိုထိမ့်သိမ့်ရင်ရွှေရောင်နေရင်တွေတင်ကားတွေနဲ့နန်းတော်တွေကိုပိုင်ဆိုင်ထားတဲ့ယာမ30မင်းမြတ်ဟာသူ့ရဲ့ပြည်သူတွေအတွက်ဘယ်လိုမျိုးသမိုင်းအမွေအနှစ်ကိုခြံထားရမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ကောင်းကင်မြေပြင်နဲ့ပြည်သူတွေရဲ့ခြေပွားအောက်ကမြေတို့အထိအရာအလုံးကိုပိုင်ဆိုင်ထားတဲ့ဘုရင်တစ်ပါးရဲ့ဇာတ်လမ်းကတော့ဆက်လက်တည်ရှိနေဦးမှာပါ။